အမေရိကန်စကားလေဘာအင်္ဂလိပ်ငါပစိုးလှန်ပြလိုက်မယ်နားဒီပြောတယ်မလားမပြောနဲ့အကုန်လုံးရတယ်ပြောလို့နိုင်ငံချမ်းသာတော့ပြောစရာမလိုဘူးလေကျွန်တော်ဆင်းလို့ပြောနေရတာလေဂျပန်အင်းလို့ပြောစရာမလိုဘူးလေတကယ်ပဲသူစကားကိုတင်စရာမလိုတာကြီးကိုမောင်တာချိုတို့တရုတ်ပြည်သွားတော့ခက်လိုက်တာအင်္ဂလိပ်စကားပြောလို့မရဘူးနော်ပြောလို့မရဘူးမောင်တာချိုနဲ့ OBJ ကြီးမနေ့စောစောစီးထတရုတ်ဟိုတယ်ထဲမှာထိုင်အပြန်စားပေါ့ကျွန်တော်တို့ထားတဲ့ဟိုတယ်ကြီးတွေကရန်ကုန်မှာမရှိတဲ့ဟာကြီးတွေလေအထက်ပေါင်း100ကျော်ကြီးတွေလေဟေးပီကင်းမှာကြီးလာကြီးလားဟာအေးလှလိုက်တဲ့ဟိုတယ်ကြီးတွေမနေ့မိုးလင်းမရိတ်ဖတ်သွားစားကော်ဖီဖြော်တော့မောင်တာချိုကြီးဖြော်တော့တရားမှာပါတရားလည်းမရတရုတ်စာလည်းကိုယ်မတက်ကိုတက်တာတလုံးမတက်တယ်နီဟောင်းငါအဲ့ဒါမတက်တယ်ဟာနီဟောင်းလို့တက်တယ်အဲ့ဒါရန်ကုန်တက်သူကတင်ပေးလို့နီဟောင်းအဲ့ဒါတက်တယ်တရားလိုချင်တယ်တရုတ်မလေးတွေဆန်းခေါ်တယ် hello please အင်္ဂလိပ်လိုပြောတယ်မသိဘူးငါပြောတာမသိဘူး hello ဆိုတာလည်းမသိဘူး hello please မသိတော့ကော်ပီဝယ်လေးပြ hello can I get some sugar တရားနည်းနည်းရမလား can I get ရနိုင်မလား hello ယဉ်ကျေးရမယ် can I get မတောင်းဆိုရဘူးလေရနိုင်မလားခင်ဗျာ hello can I get some sugar မသိဘူးဟိုပြလွယ်လွယ်လေးပြောလိုက်တင်ချင်းနဲ့ sugar 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 ထည့်ပြီးတော့မှွေပြတယ်အာတဲ့ယူလာတယ်ခရီးရှေ့ကဟောသွားသော OBJ ကြီးပကိုးသားတွေကျွန်တော်ခင်ဗျားတို့ရီအောင်ပြောတယ်ထင်လို့လားတကယ်ပြောတာလားတက်စာစကားကျွန်တော်မူသားမပြောဘူးနေကျွန်တော်ခင်ဗျားတို့ပကိုးသားလက်ခုပ်တီးပြီးကျွန်တော်ကြဲကိုပြောလို့မဟုတ်ဘူးတကယ်ဖြစ်ပြောနေတာခရီးလာပြီးတယ်ရှုကားပါတရားကိုဗမာနိုင်ငံမှာငါးတန်းကျောင်းသားသိတယ်ရှုကားကိုဟာသိတယ်တရားကို SUG ကရှုကားသူတို့ကြောင့်စော်ကားတာမဟုတ်ဘူးနော်ကြိုက်တာပြောနေတာခရီးလာပြီးတယ် OBJ ကြီးကခုနသွားလို့ကျွန်တော်တကယ်ကြီးကကျွန်တော်တကယ်ကြီးတန်းနဲ့ဟလားတစ်နှစ်ပဲกว่าတာ तू ကရန်ကုန်စက်မှုတက် तू အင်ဂျင်နီယာကျွန်တော်ရန်ကုန်တက်သူတက်တာတတိယနှစ်တန်းနဲ့ तू ကတော့အမှတ်ကောင်းတယ်10တန်းမှာ तू အမှတ်900ကျော်တော့ तू ကရန်ကုန်စက်မှုတက် तू ဒွေးလို့တက်တဲ့ကြောင်းပေါ့ပြည်တီဦးလို့တက်တဲ့ကြောင်းပေါ့ तू အမှတ်ကောင်းတယ်ကျွန်တော်သူ့မိတယ်ဘာလို့နေအမှတ်ကောင်းတာတော့လို့စာပေကိုချစ်လို့လားဟုတ်ဘူးတဲ့ငါ10တန်းကိုတော့မှကောင်မလေးကြက်တယ်ငါတယောက်မှပြန်မကြက်ဘူးတဲ့ငါစိတ်နာပြီးစာကြက်တာလေပညာများလေးစားလောက်အောင်မေးတယ်ကျွန်တော်လည်းပြောင်းပြန်ကျွန်တော်ကျတော့မိန်းကလေးတွေဝိုင်းနေတာဟိုမှာစာပဲပေါ့သွားတယ်မင်းနဲ့ APK တရိယာလို့တကယ်ချင်းကျွန်တော်တို့တွဲလာတာနှစ်23ကျော်ပြီခလေးဘွားចောင်းသားဘွားနဲ့တွဲလာတာလေခုထိနိုင်ငံခြားသူသွားတယ်လीတို့မိုက်တယ် तू ကကျွန်တော်ရည်တယ်ခင်းလာပြီးတော့မသားတဲ့ तू ကကျွန်တော်မသားပဲခေါ်တယ်တောက်လိုက်တော့တဲ့တရားတောင်းမနေနဲ့တောက်ရေးမပါတော့ तू လို့မသိဘူးနေပြောနေတာတဲ့အေးကွာခါမခါမေးဘေးကော်ပီတွေကျွန်တော်မလေးတရုတ်ပြည်မှာပီကင်းမှာဒီပြောမတွေပြောရတာလက်ပေါက်ကလိုက်တော့ကွာလို့ထိုင်ကြပြီစာရေးဆရာရောက်20နုနုအင်းဝညီမင်းညို OBJ ခင်ထူးကိုရိုးကွန်းအများကြီးပဲနော်ကျွန်တော်တို့ထိုင်ကြပြီစားကြတော့ဘဲကင်တွေစားကြတရုတ်ကကျွေးတာရှယ်ပဲအပေါ့ပါသွားကျင်တဲ့မျိုးသေးစကားထားကြပြီမောင်သားချိုးကခေါင်းဆောင်ကြီးကောင်တာမှာတမီးတို့အရွယ်လေးချေချောလေးကိုထိုင်နေပြီကောင်မလေးတရုတ်မလေးတွေကိုင်းကြီးလေးတွေနဲ့နေဝင်းမြင့်နဲ့မောင်သားချိုးနဲ့ကောင်မလေးသွားနေ Hello where's တိုင်းလေရင်းကြီးမိတာအိမ်နာဘယ်နားမှာလဲ Hello where's တိုင်းလေအိမ်နာဘယ်နားမှာတော့မသိဘူးနော်ဟာရောက်တိုင်းလို့မသိဘူးဟာလို့ let train ဒုက္ခဟာဝဲရပြီးတော့ကောင်မလေး let train အဲ့ဒါနဲ့ဆက်စင်းတာ rest room rest rest အိမ်နာကိုခေါ်တယ်လေအလှလေး rest room မသိဘူးဟာရောက်ကိုနေမင်းဘယ်လိုရမလဲနောက်တော့ပြော wash ဆေးကြောတာ wash room ကိုနေဘယ်လိုကြမလဲဖဲတဲ့စိုက်ဆန်နေဝင်းမြင်ဒါကြပိုင်တယ်နော်ခင်ဗျားမရောက်ခင်ဗျားကြုတ်ပြောမယ်လေသူကတော်တော်ပိုင်ပါလေသူကဒီမှာအဲ့ကြမှာမန္တလေးကနေဝင်းမြင့်ဘကိုးကမိတ်ဆွေများခမညာစကားတွေပြောတဲ့အခါမှာတောင်ပြောမြောက်ပြောယင်ပြီးရောလို့မထင်ပါနဲ့ကျွန်တော်ဗာပြောတာသိလားယင်ပြီးရောလားကျွန်တော်ပြောနေတာပြောလို့မပေါက်ဘူးမပေါက်တော့ဘာဖြစ်လဲဗမာနိုင်ငံဒေါ်စုဖိတ်လို့လာမယ်ရှင်းချင်းဖြင့်အမေရိကန်ကဗမာနိုင်ငံကိုရိုင်းပြောဒါပဲထားပြလိုက်ပြီမင်းတို့စကားတင်ကြမလို့နားလေလားတယောက်ကနားလေလားကမ္ဘာအရင်ကြီးနိုင်ငံတန်းတော့1200လက်ကဘာဆင်းတာအမေရိကန်ပြီးရင်တယောက်ကလက်ကဘာဆင်းပြီးသားလေဟေ့ရောလက်ကဘာကိုမင်းတို့အမေရိကန်အပိုလိုဆက်နေဆင်းတာဒုတိယဆင်းတာမလို့ဆင်းတာနိုင်နားလေဘာမနေလေလူတယောက်လမ်းမေးမှာဒီလိုစီးလဲနေတာမင်းတလောက်6သိန်းရတယ်ကျွန်တော်တယောက်လက်ကနေနေခဲ့တယ်လေအပေါ်ဆုံးမင်းလူဦးရေအယောက်100မှာ69ယောက်အဝတ်လျှော်စဲနဲ့အဝတ်လျှော်တဲ့နိုင်ငံမင်းနားလေလား
ဟိုတုန်းကလူတရားမှာစပိန်ကိုသုံးသီးပဲပိုင်တယ်ခုလူ80ကိုယ်ကားတွေနဲ့ကျွန်တော်တော့နိုင်ငံမင်းအမေရိကန်ဒါပဲရောက်အင်္ဂလန်ဒါပဲဂျပန်ဒါပဲမင်းတို့စကားကိုသင်တဲ့နိုင်ငံတွေကငတ်တယ်လို့သင်တာနားလေလားတို့တွေကိုသင်တာမလို့ဘူးမောင်သားချိုဘာပြောချင်တာလဲသူများကလွှမ်းမိုးတယ်ဆိုတာအင်အားနေတဲ့နိုင်ငံလွှမ်းမိုးတာအစားတောက်ကလေးတွေလွှမ်းမိုးတယ်ကိုရီးယားကိုလွှမ်းမိုးဗမာနှုံးမယ်မင်းတို့ဟာတွေစားမနေတို့ကစားမင်းတို့အေးမတော့တို့ဟာတော့တောင်းဝင်လာမင်းတို့စကားတွေပြောမနေတို့စကားကိုပြောမင်းတို့စကားတွေကလည်းလူအမွေဘူးမင်းတို့ဗမာစကားတွေလူအမွေပြောနေတယ်တို့တတ်မှာမတလူအမွေနားလေလားဗဇက်သေးကိုနေချက်လာတာပေါ့အဲ့ဒါကို cultural imperialism ခေါ်တယ်မင်းတို့အစားစားမနေနဲ့မင်းတို့အေးတောက်နေတယ်တို့တော့မင်းတို့အရက်တောက်နေတယ်တို့ဆိုကျူးတော့ကိုရီးယားရက်ကိုတော့တို့ဂျပန်ရက်ကိုတော့စာကေတော့လေမင်းတို့ဘာတော့နေမလို့မြဲတယ်စသည်ဖြင့်ကျွန်တော်တို့စတ်တော့ခန်းနေတဲ့ဝင်လာတယ်အသေးနှံတွေကစဝင်လာတယ်မင်းတို့ဖရဲတွေညံ့တယ်မင်းတို့ဇီးသီးတွေညံ့တယ်မင်းတို့မုံကြီးတွေလကားမင်းတို့ငွေသီးစိမ့်တွေမင်းတို့ကြက်သွန်ကြီးတွေမင်းတို့ကြက်သွန်ကြီးတွေမင်းတို့အာလူတွေမြန်မာနိုင်ငံလေးကိုအသေးနှံအစဝင်တယ်သူကကိုယ်စပွဲကိုရောက်နေတဲ့ဟာတွေအားလုံးဟာသူ့ဘာနိုင်ငံအသေးနှံတွေဖြစ်တယ်အဲ့ဒါကိုကဘာကြီးကနာမည်ပေးထားတယ်ဗါတဲ့လေ cultural imperialism ကို